လုံးချင်းမိဘပြည်သူအားလုံးပဲမင်္ဂလာပါမက်ချက်စားတဲ့စိတ်ဝင်စားနေတဲ့ရောဂါရဲနဲ့စံချိုအကြောင်းအရာတွေကိုဒီနေ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်မက်ချက်စားနိုင်တဲ့အပြသူတို့အန်ပူမိုကိစ္စပြီးရင်တော့ရောဂါရဲရဲ့အရှင်တွေကိုသူတို့စတင်လှုပ်ရှားတော့မှာလည်းဖြစ်ပါတယ်အစအပြသူတို့ကရောဂါရဲဟာဗျာဒီ UCN ဝင်ခွင့်မရရှိထားတဲ့ဥရောပဝင်ခွင့်မရရှိထားတဲ့အတွင်းကိုလာကြမမလားဆိုတဲ့စိတ်နဲ့သူတို့ကမကန့်လန့်ဘူးဗျာဒါပေမဲ့လည်းဗျာ Chelsea, Man City, Arsenalကျန်တဲ့ဗျာအတင်းကြီးတွေလက်လျှော့လိုက်တဲ့ရောကားရက်ကိုမန်ချက်စတာယူနိုက်တက်ကအခုချိန်မှာဆိုရင်စိတ်ဝင်စားနေပြီလည်းဖြစ်ပါတယ်ဘလူးလဲဆိုတော့ဗျာမန်ချက်စတာယူနိုက်တက်ကအစားတော့သူတို့အိုစီမန်ကိုလိုချင်တာဗျာဒါပေမဲ့လည်းဗျာအိုစီမန်ကိုဗျာသူတို့အခုချိန်မှာဆိုအိုစီမန်လည်းသူတို့ခေါ်ဖို့အတွက်ကြီးရဗျာပြောင်းရွှေ့ကြီးအောင်တန်း80လောက်ရှိပြီးတော့ဒုက္ခလာစားတယ်တော်တော်လေးမြင်မာတယ်ဗျာအခုချိန်မှာမန်ချက်စတာယူနိုက်နဲ့အေဟီလာဗျာကစားသမားတွေခေါ်ယူသုံးဆွဲတာတော်တော်လေးကိုဗျာဒီနေ့တင်းကတူးနေရဗျာဘာလို့လဲဆိုတော့အေလာလည်းဒီအိုစီမန်ကိုခေါ်တယ်ပြောင်းရွှေ့ချီတန်း950ပေးတယ်တနစ်ကိုယူဖို့ဗျာ25တန်းတန်း50အထိကိုလိုက်ပေးတာကိုအိုစီမန်ရဲ့သဘောထားဗျာသူကဗျာဥရောပမှာလည်းနေကျင်တယ်လောက်ခလာသားလည်း sorry မာလို့ဗျာသူရကျင်တယ်ဒီပုံစံမျိုးဖြစ်နေရဗျာအဲ့အတွက်အိုစီမန်ကိုသူလက်လွတ်လိုက်ပြီးရဲ့နောက်မန်ယူရောကားရက်ကိုသူစတင်စိတ်ဝင်စားနေဖြစ်တယ်ရောကားရက်ကိုတော့ဗျာသူတို့ဗျာဆန်ဂျိုတို့ဗျာမာကာရက်ဖိုတို့အိုနာနာတို့ရောင်းထုတ်ပြီးမှာပဲကျွန်တော်ခေါ်ယူလို့ရမှာဗျာဘာလို့လဲဆိုတော့အန်ဘူမိုလည်းခေါ်မယ်ဗျာကွန်ညာကိုလည်းခေါ်အောင်ပါဆိုလေအဲ့အတွက်ကြောင့်သူတို့ကဆန်ဂျိုကိုလည်းခုချိန်မှာဆိုရင်ရောင်းထုတ်ဖို့သူရှိတယ်ဆန်ဂျိုတို့ဗျာကျွန်တော်အေဂီလာဗျာသူကလဝါကတ်အတွက်ဗျာဆန်ဂျိုကိုလည်းစိတ်ဝင်စားနေတယ်သူတို့ကလဝါကတ်ဆိုရင်တော့ဆန်ဂျိုကိုဗျာသူတန်း30လောက်ရမှာကျန်တဲ့ဥရောပအတင်းနေဆိုရင်တော့25တန်းရပါဗျာမန်ယူကဗျာဆန်ဂျိုကိုဗျာပြောင်းရွှေ့ဂျိုကိုပဲသူတို့က25တန်းအထက်နဲ့30လောက်နဲ့25တန်းလိုချင်တာဗျသူတို့ဒီတနစ်လောက်ခါတွေပါ3သိန်း4သိန်းနေရသူစိတ်ဝင်စားဘူးသူတို့ဒီစားမဟုတ်အမြန်ရောင်းထုတ်ခြင်းနေပြီအဲ့အတွက်ကြောင့်ဗျသူတို့ကစံဂျိုကိုအမြန်ရောင်းထုတ်မယ်နောက်ပြီးဗျစံဂျိုကိုလည်းဗျသူ့ရဲ့အတင်းအောင်ဖြစ်တဲ့ဒေါမွန်ကလည်းဗျပြန်လဲလိုချင်တယ်ဆိုတဲ့သတင်းတွေကြားနေဗျတကယ်လို့သူ့ကိုဗျဓာတ်တိနတ်တိတကယ်လို့စံဂျိုကိုပြန်လဲလိုချင်တော့မန်ချက်စတာယူနိုက်တက်ကစံဂျိုကိုအပြီးထက်ရောင်းပြီးတော့အဘူမိုကိစ္စပြီးရင်ရောကားရက်ကိုခေါ်ယူဖို့အတွက်တော်တော်လေးကိုနှိစက်နေပါပြီ။